မလေးရှားယဉ်ကျေးမှုနဲ့ဓလေ့ထုံးတမ်းများတွင်နံပါတ်၄ကိုရှောင်ကျဉ်လေးရှိပါတယ်။အဓိကအကြောင်းရင်းမှာတရုတ်ယဉ်ကျေးမှုအရနံပါတ်၄စီးရဲ့အတန်ထွက်ဟာတေးစနစ်ဆင်တူသောကြောင့်မကောင်းသောအတိတ်ပဲတက်ရောက်မှုလို့ယူဆကြပါတယ်။အဲဒါကြောင့်မလေးရှားရှိတရုတ်လူမျိုးများနှင့်အခြားလူမျိုးများပါတီယူဆချက်ကိုလက်ခံကျင့်သုံးကြပါတယ်။ဥပမာများကတော့တတိအဆောက်အအုံများအချို့သောဟိုတယ်များရုံးခန်းများနှင့်တိုက်ခန်းများတွင်၄ထပ်ကို 3A သို့မဟုတ်5ဟုကြော်ဖြတ်ရေးသားလေးရှိပါတယ်။နှစ်ဖုန်းနံပါတ်များကားနံပါတ်များနံပါတ်၄ပါတဲ့ဖုန်းနံပါတ်များကိုရှောင်ကျဉ်လေးရှိပြီးရှစ်ကန်ကောင်းသည်ဟုယူဆတဲ့နံပါတ်များကိုပုံမူနှစ်သက်ကြပါတယ်။၃လက်ဆောင်ပေးခြင်း၄ခုပါသောပစ္စည်းများဥပမာပန်းပွင့်၄ပွင့်ကိုပေးလေးမရှိပါ။အခြားယဉ်ကျေးမှုဆိုင်ရာအချက်များကတော့မလေးလူမျိုးများကနံပါတ်၄နဲ့ပတ်သက်ပြီးအထူးရှောင်ကျဉ်မှုမရှိပေမဲ့တရုတ်လူမျိုးများရဲ့ယုံကြည်မှုကိုလေးစားလိုက်နာလေးရှိပါတယ်။အိန္ဒိယယဉ်ကျေးမှုမှာနံပါတ်၄ဟာမကောင်းဆိုးဝါးနဲ့မသက်ဆိုင်ပေမဲ့မလေးရှားမှာဒီယူဆချက်ကတရုတ်လူမျိုးများရဲ့လွှမ်းမိုးမှုကြောင့်ပုံမကျေပြန့်လာပါတယ်။အဲဒါကြောင့်မလေးရှားတွင်နံပါတ်၄ကိုရှောင်ကျဉ်ခြင်းမှာကံမကောင်းခြင်းတည်ခြင်းနဲ့ဆက်ဆက်ယူဆသောတရုတ်ရိုးရာအယူအဆများကြောင့်ဖြစ်ပါတယ်။